ဒါကတော့ကဘာပေါ်မှာအလုံးကြုံဆုံးလို့သတ်မှတ်ထားတဲ့ဘေးကင်းလုံခြုံရေးတစ်တာကြီးပဲဖြစ်ပါတယ်။အထဲမှာတော့ရှုပ်ထွေးလာတဲ့သွားကီယာဆက်ရန်တရားတွေတက်ဆင်ထားပြီးအကယ်၍တော်လှုပ်ဝက်နံပါတ်ကိုနှစ်ကြိမ်ဆက်တိုက်မှားယွင်းစွာဖွင့်မိမယ်ဆိုရင်တော့ဆက်ရန်တရားဟာလုံးဝပိတ်ဆို့သွားမှာဖြစ်ပြီးဘယ်တော့မှပြန်ဖွင့်လို့ရတော့မှာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့လူချောလေးကစတင်ပြီးတော့ဖော်တဲ့အချိန်မှာတည်းအမှားတစ်ခုကြုံလိုက်ရပါတယ်။လှုပ်ဝက်နံပါတ်တိုင်ခွက်3ခုစလုံးဟာအတွင်းထဲကိုချက်ချင်းကျုံဝင်သွားပြီးတစ်တာကြီးရဲ့ကိုယ်တိုင်ကာကွယ်ရေးစနစ် self protection system ကိုအလိုလျောက်အသက်သွင်းလိုက်ပါတော့တယ်လူချောလေးဟာတက်ပြင်းတစ်ချက်ချမျက်စိကိုမှိတ်လိုက်ပြီးတော့ရဲ့အတွင်းပိုင်းဖွဲ့စည်းပုံကိုသူ့ရဲ့ဉာဏ်မျက်စိနဲ့ပုံဖော်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလုံခြုံရေးဝန်ထမ်းဟာရွှေတိုက်ခန်းထဲကိုတစုံတယောက်ကျူးကျော်ဝင်ရောက်နေတာကိုရိပ်မိသွားပြီးအတန်တိတ်ရေးပေါ်ခလုတ်ဆလနာဝမ်ကိုချက်ချင်းနှိပ်လိုက်ပါတော့တယ်အပြင်ကနေစောင့်ကြည့်နေတဲ့ထိတ်တန်းဟက်ကာမလေးချွေးဟွာခွိုင်ဟွာတယောက်ချင်းနေမဟန်မှန်တိလိုက်တာကြောင့်သူတို့တွေအရန်စီစဉ်ကိုစတင်လိုက်ရပါတော့တယ်လူတန်ကြီးတာရှန်ဒေရှန်ဟာမျက်နှာဖုံးကိုအမြန်ဆုပ်ပြီးအချိန်ဆွဲဖို့အတွက်ပြင်ဆင်ပါတယ်သူဟာဗန်ထဲကိုဝင်သွားပြီးတာနဲ့လုံခြုံရေးတွေကိုမေ့စေးတနက်နဲ့ပြစ်ခတ်ကလဲကျသွားစေပြီးအခြေအနေတစ်ခုလုံးကိုအောင်မြင်စွာထိန်းချုပ်လိုက်ပါတယ်အခြားတစ်ဖက်မှာတော့လူချောလေးဟာပထမတစ်ကြိမ်ကြာရှုံးမှုကိုသင်ခန်းစာယူပြီးစိတ်ကိုအေးအေးထားကဒုတိယအကြိမ်ဖြစ်ထပ်မံကြိုးစားပါတယ်သူဟာလှုပ်ဝက်နံပါတ်တိုင်ခွက်ကိုဖြည်းဖြည်းချင်းလှည့်ရင်းအထက်ကထွက်လာတဲ့အတန်သေးဖွဲလေးတွေကိုတေချာနာဆွင့်နေပါတယ်နောက်ဆုံးမှာတော့သွားကီယာတွေကိုမှန်ကန်တဲ့နေရာမှာကလစ်ခနဲ့အဝင်ခွင်ကြဖြစ်အောင်လုပ်နိုင်ခဲ့ပါပြီအလဲကစက်မှုဘောလုံး mechanical ball လဲပတ်သွားတာနဲ့အမျှနံပါတ်တိုင်ခွက်တွေဟာအထက်ကိုထပ်ပြီးကျွံဝင်သွားပြန်ပါတယ်ရှောင်းမေးဆက်ရုံမြန်ကတစ်တာကြီးတော့ပိတ်ဆို့သွားပြီလို့ထင်မှတ်ခဲ့ပေမဲ့လူချောလေးကတော့အေးစစ်စစ်ပဲတကားလက်ကင်ကိုလှည့်လိုက်ပြီးတစ်တာတကားကိုအောင်မြင်စွာဖွင့်ပြလိုက်ပါတယ်အထဲမှာတော့ American dollar တန်တရာတိတိအစီရှိနေတာပါသူတို့နှစ်ယောက်ဟာဝမ်းသာအားရနဲ့ဖက်လက်တကင်းဖြစ်သွားကြပြီးလူချောလေးကရှောင်းမေးကိုနမ်းဖို့အလုပ်မှာပဲအဖွဲ့သားတွေရဲ့အတန်ကနှစ်ချက်ထဲကနေရုတ်တရက်ထွက်ပေါ်လာပြီးအမြန်ဆုံးထွက်ပြေးဖို့တတိပေးလိုက်ပါတော့တယ်တာရှန်တယောက်လည်းစုတ်ခွာဖို့ပြင်ဆင်နေတော့မှပဲဘန်လုံကြုံရေးတွေကလှေကားရင်းမှာပိတ်ဆို့ထားတာကိုကြုံရပါတယ်သူဟာလက်ထဲကအိတ်ကိုပြစ်ပေါက်ပြီးဘေးဘက်ကနေခုန်ချခဲ့ပေမဲ့ထွက်ပြေးတဲ့လမ်းမှာပခုံးကိုတနက်မှန်သွားခဲ့ပါတယ်ဒါပေမဲ့သူဟာမှန်ပြတင်းပေါက်ကိုတိုက်ခွဲပြီးဘန်ပြင်ဘက်ကကားထဲကိုအမြန်ဆုံးပြန်ဝင်နိုင်ခဲ့ပါတယ်လူချောလေးနဲ့ရှောင်းမေတို့လည်းရုံရင်ဆန်ခတ်ဖြစ်နေတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးပြေးထွက်လာကြပါတယ်တာရှန်ကရှောင်းမေကိုကားပေါ်အမြန်ဆွဲတင်လိုက်ပြီးလူချောလေးကလည်းကားပေါ်ကိုလိုက်ခုန်တက်ပါတယ်ဒါပေမဲ့တာရှန်ကလူချောလေးကိုအေးဆက်ဆက်အကြီးနဲ့တစ်ချက်ကြည့်ပြီးကားပေါ်ကနေတွန်းချပစ်လိုက်ပါတော့တယ်အကြောင်းရင်းကတော့လူချောလေးနဲ့ရှောင်းမေတို့အကြားပတ်သက်မှုတစ်ခုခုရှိနေပြီလို့တန်တရားဝင်နေတာကြောင့်သူတစ်ပါးကိုအခင်းဖြစ်ပွားရနေရမှာတမင်တက်ထားရိတ်ခဲ့တာပဲဖြစ်ပါတယ်ဒီအချိန်မှာရဲတွေကရောက်ရှိလာပြီဖြစ်လို့လူချောလေးလည်းအများကြီးစဉ်းစားမနေတော့ပဲလမ်းဘေးကငှားရမ်းစီးတဲ့စပိတ်တစ်စီးကိုလူစီပြီးအခင်းဖြစ်ရာကနေအမြန်ဆုံးထွက်ပြေးခဲ့ရပါတယ်သူ့အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့အံ့ဩစရာကောင်းစွာပဲရှောင်းမီနဲ့ချွေးဟွာတို့ကသူ့အိမ်မှာစောင့်နေတာကိုတွေ့လိုက်ရပါတယ်အမှန်တော့သူတို့တွေထွက်ပြေးလွတ်မြောက်သွားပြီးနောက်ကားပေါ်မှာတင်အချင်းချင်းအကြီးအကျယ်စကားများရန်ဖြစ်ခဲ့ကြတာပါရှောင်းမီဟာလူချောလေးပေါ်စိတ်ကူးရင်အသေးဆွဲဖြစ်နေပြီဖြစ်တဲ့အပြင်အပေါင်းအဖော်ကိုလမ်းခုလက်မှာတစ္ဆာဖောက်ပြီးပြစ်ချခဲ့တဲ့တာရှန်ရဲ့လုပ်ရက်ကိုဘလို့မှလက်မခံနိုင်ခဲ့ပါဘူးဒါကြောင့်ဒေါသကြီးနဲ့ပဲသူဟာချွေးဟွာကိုခေါ်ပြီးတာရှန်နဲ့လမ်းခွဲခဲ့တာဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာလူချောလေးကိုတောင်းပန်ကြပြီးလူချောလေးကလည်းရှောင်းမီကိုအပြစ်မတင်ခဲ့ပါဘူးအခုဆိုရင်သူတို့၃ယောက်ဟာအဖွဲ့အသစ်တစ်ခုအဖြစ်ပြန်လည်ဖွဲ့စည်းလိုက်ပြီးတော့ပြင်သမားအိုကြီးရဲ့တတိယမြောက်လှုပ်ဝက်တစ်တာကိုတွားရောက်ဖွင့်လှစ်ဖို့အဲ့ဒီတစ်တာကတော့ကာစီနိုခဲစင်းနောက်လောင်းကစားယုံကြီးတစ်ခုထဲမှာရှိနေတာပါသူတို့တွေဟာနောက်တနေ့မှာစတင်လှုပ်ရှားဖို့စီစဉ်နေကြပေမဲ့ရဲတပ်ဖွဲ့ကသူတို့ရဲ့နောက်ွယ်ကနေတေချာစောင့်ကြည့်ပိတ်ဆို့ထားပြီးပြီဆိုတာကိုတော့သူတို့လုံးဝမသိရှိကြသေးပါဘူး